အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်မိတ်ဆက်ပေးမဲ့ဘိန်းလေးကတော့ Vietnam Auto Vein Share လေးဖြစ်တဲ့ SYM Jet 125ဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းလေးကဆိုလို့ရှိရင် Vietnam ထုတ်ဘိန်းလေးဖြစ်တဲ့အတွက်ပစ္စည်း quality အထူးကိုကောင်းမွန်ပါတယ်ကျွန်တော်ရှင်ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ကာဘာကြောလေးတွေကအစားကျွန်တော်တို့ TVS Auto ဘိန်းလေးတွေထက်မာကြောမှုရှိတယ်ပေါ့နော်နောက်ပြီးတော့သူ့ကိုစီးရတဲ့အရာသာကဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ Yamaha ဘိန်းလေးတွေပေါ့နော် Yamaha Fino တို့ Mio တို့အဲ့ကောင်လေးတွေစီးရတဲ့ feeling နဲ့သွားပြီးတော့တူပါတယ်ဒါဒီစည်းလုံးဆိုရင်ဒါကျွန်တော်တို့ Orsay Orca ပါပေါ့နော် Orpat လေဘိန်းလေးပါ model က2014 model ဆိုပေမဲ့သူတော်တော်လေးရုပ်ထွက်လေးကတော်တော်လေးကြံသေးတယ်သူ obvious အစုံလင်ပါပါတယ်နော်ဆက်လေးတစ်ချက်ကျွန်တော်နှိုးပြမယ်ဗျာလာကြည့်လိုက်အောင်စတက်ဆိုလဲထီနိုးလေးဗျာနော်ဒီကောင်လေးကစတက်ထီနိုးလေးဖြစ်တယ်အင်ဂျင်မီကိုလုံးဝရှင်းတယ်ဗျာအေးစောလေးရိုက်ပြမယ်နော်ဟုတ်ပြီနောက်ရှေ့ပိုင်းရုပ်ထွက်လေးရိုက်ပြလိုက်ပါရှေ့ကဒီမှာအလှမီလေးတွေပါသေးတယ်သူက daylight ကလေးတွေနော်ဒီအပြာလေးတွေလေးတယ်နော် daylight ကလေးတွေနဲ့နော်ဒီ line တွေလည်းအကုန်ကောင်းတယ်နော်ဒီကောင်လေးကအင်ဂျင်လေးလည်းလုံးဝကိုငြိမ်တယ်နော်ကျွန်တော်တစ်ချက်ပြပေးအောင်မယ်တူပေါက်တွေပါပြပေးမယ်နော်နောက်ခြေတင်ကလည်းကျွန်တော်တို့ Honda တွေလိုပဲနော်သီးသန့်ခြေတင်သီးသန့်ထွက်ထားတယ်တူးပေါက်လဲကျဲတယ်နော်တူးပေါက်လဲကျဲတယ်ဒါအော်ထိုင်ကုန်ပြနော်အနာစာမပါပါဘူးအော်ထိုင်ကုန်လေးဒီကောင်လေးကမန်းလိုက်စဉ်ကျွန်တော်တို့36ရပလက်တက်တန်းက2026နှစ်လပိုင်းတိရှိမှာဗျနော်နောက်တိုင်က90ရာခိုင်နှုန်းလောက်ကျန်မယ်အင်ဂျင်ကန်တွေ wiring ပိုင်းတွေကျွန်တော်တို့တော်တော်တက်ရတယ်ဗျနော်ဒါအော်ဆေးဗျနော်အော်ဆေးအော်ကာဘာနဲ့အော်ပတ်လေပါရှေ့တိုင်ကလည်း90ရာခိုင်နှုန်းလောက်ကိုကျန်ပါသေးတယ်နော်โอเคဒီဘိန်းလေးကိုကျွန်တော်အင်ဂျင်အာမခံတလာပေးထားပါတယ်နော်အင်ဂျင်အာမခံတလာ wiring ပိုင်းမီးပိုင်းရောအပါဝင်ပေါ့တလာပေးထားတယ်နောက်ချက်စီအရှုပ်ရှင်းကတော့ကျွန်တော်တစ်သက်တာအာမခံပေးထားပါတယ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့21သိန်း5000ဖြစ်ပါတယ်21သိန်း5000ကိုအရှော့တင်းလေးလည်းလုပ်ပေးပါအောင်မယ်စေဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133ကြားမှာရှိတယ်ကျွန်တော်တို့ Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုစိတ်နှဖျားကျမ်းမာရှင်လန်းကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်